ရဲ့3 4 5 6ချက်တည်းက5ချက်6ဖွေခြင်းเนาะ5ချက်6ဖွေခြင်းထဲမှာရှိတဲ့နံပါတ်3အချက်နံပါတ်3ချက်ကဘာလဲဆိုရင်ဖုံးဆက်ချိန်ရမယ့်အပိုင်းဖြစ်ပါတယ်ဖုံးဆက်ချိန်တဲ့နေရာမှာလူမျိုးတွေကိုဖုံးဆက်ချိန်ရမှာလဲကိုနဲ့အတူစီးပွားရေးလုပ်မဲ့သူတွေကိုဟုတ်တယ်မလားနံပါတ်2ချက်မှာတို့တွေနားထောင်ခဲ့တဲ့အတိုင်းပဲကိုနာမည်ရေးမှတ်ထားတဲ့သူတွေအဲ့လိုရေးမှတ်ထားတဲ့သူတွေကိုကိုကသူတို့ကိုစီးပွားရေးအကြောင်းရှင်းပြဖို့အတွက်ဖုံးဆက်ချိန်ရတော့မှာဖြစ်ပါတယ်နော်အဲ့လိုဖုံးဆက်ချိန်ဖို့အတွက်ဆိုလို့ချင်းကြိုတင်ပြင်ဆင်ရမယ့်အချက်3ချက်ရှိပါတယ်ချင်းအဲ့ဒီကြိုတင်ပြင်ဆင်ရမယ့်အချက်3ချက်ကဘာလဲဆိုနံပါတ်1နော်ကိုအရင်ဦးဆုံးစီးပွားရေးသမားပုံစံအဖြစ်နဲ့အစဉ်သင်းဖြစ်နေရမှာဖြစ်တယ်ဘာလို့လဲကိုဖုံးဆက်ချိန်လိုက်တဲ့အချိန်မှာသူကကိုတွေးရှင်နေဟုတ်လားတကယ်ချင်းအခုကရောဘယ်မှာရှိနေတာလဲဘယ်နေရာကနေဆက်သွယ်နေတာလဲဆိုတဲ့ပုံစံမျိုးနဲ့ဥမာဗီဒီယိုခေါ်နဲ့ပြောမယ်နော်ရက်ဝေးမှာရှိနေတဲ့သူတွေဆိုရင်အနီးနားမှာရှိနေတဲ့သူစုတွေဆိုရင်လည်းပဲကိုကသွားပြီးတော့မှ9မိနစ်တွင်10မိနစ်တွင်လာရောက်ပြီးတော့မှသူတို့ကိုတွေ့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရင်ကိုဟာစီးပွားရေးသမားပုံစံမျိုးအဆင့်သင့်ပြင်ဆင်ထားရမှာဖြစ်ပါတယ်နော်အဲ့ရှင်မူတူပုံစံနဲ့အဲ့ရတဲ့ကထားနေတဲ့ပုံစံနော်ပြင်းတိပြင်းရွှဲအဲ့လိုပုံစံမျိုးနဲ့ဖုံးဆက်ချင်းနေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လေတံမှာယုံကြည်စရာမကောင်းတာဖြစ်တဲ့အတွက်ကိုပေးမဲ့အခွင့်အလမ်းဟာသူ့ဘဝတစ်ခုလုံးပြောင်းလဲနိုင်တဲ့အခွင့်အလမ်းဖြစ်နေတော့ညာလဲအဲ့ဒီအတန်ကနေပြီးတော့မှသူ့ကိုအနုလက္ခဏာမြင်သွားစေပါတယ်ဒါကြောင့်မလို့ကိုကနေပြီးတော့မှဖုန်းဆက်ချိန်တော့မယ်ဆိုရင်အရင်ဦးဆုံးပြင်ဆင်ထားရမှာကဒီနေ့ကိုသူများတကာကိုခွင့်လန်းပေးတော့မှဖြစ်တဲ့နော်ကိုလည်းလန်းလန်းဆန်းဆန်းတက်ကြွကြွနဲ့စီးပွားရေးသမားပုံစံမျိုးလေးဖြစ်နေရမယ်ရှင်ဟုတ်ပြီအဲ့ဒီချက်ကိုအရင်ဦးဆုံးပြင်ဆင်ထားပြီးပြီဆိုရင်နံပါတ်1ပြင်ဆင်ရမယ့်အချက်ကကြတော့ကိုပြောမဲ့အကြောင်းအရာနော်ကိုသူ့ကိုပြောမဲ့အကြောင်းအရာကိုကပြင်ဆင်ထားရမှာဖြစ်တယ်အဲ့ဒါဘာကိုကြည့်ပြီးတော့မှပြင်ဆင်ရမလဲသိကြပါတယ်မသူလိုက်ပထမပြောပြထားတဲ့ဗီဒီယိုဖိုင်မှာလိုမျိုးပဲနော်ကိုရဲ့မိတ်ဆက်လိုက်မဲ့ပါတနာတွေဟာသူဟာမိသားစုကိုချစ်တဲ့သူလားသူကစီးပွားရေးလောက်ကင်ခြင်းနဲ့နောက်ထပ်အပိုဝင်ငွေတလန်းချဖွေနေတဲ့သူလားနော်သူကလူအများကိုကူညီခြင်းတဲ့သူလားနော်ကိုသူ့ကိုစကားပြောတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့အချက်လက်ကိုကကြိုတင်သိထားရမယ်နော်သူကဟုတ်ပါသလားဟုတ်တယ်မဟုတ်လားနဲ့ဆိုပြီးတော့မှသွားပြီးတော့ထခါမင်းနေရမှာမဟုတ်ဘူးနော်ကိုသူ့ကိုဒီစီးပွားရေးအခွင့်အလမ်းကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်သူနဲ့ကိုနဲ့ဒီအကြောင်းကိုကြိုတင်ပြီးတော့ Facebook မှာ Messenger မှာရိုက်ထားပေးပြီးပြောထားပေးပြီးဥပမာနော်ပြောထားပေးပြီးဆိုလို့ရှိရင်သူ့ကိုဒီလိုစီးပွားရေးအခွင့်အလမ်းတေးချာကြနလေးသူနားလည်အောင်ရှင်းပြဖို့အတွက်ကိုကသူ့ကိုစကားပြောတော့မှာဖြစ်တယ်ဒါကြောင့်မလို့ကိုပြောချင်တဲ့အကြောင်းအရာကိုလည်းကိုယ့်အုံနောက်ထဲမှာရှိထားပြီးသားဖြစ်တယ်လို့နော်တစ်ဖက်လူရဲ့အကြောင်းအရာကိုလည်းပဲတစ်ဖက်လူရဲ့အနေအထားကိုလည်းပဲကိုကသိထားရမှာဖြစ်တယ်ဒီအချက်ကလေးကလည်းပဲကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်ဥပမာတစ်ဖက်လူကနေပြီးတော့မှအချိန်မအားလက်ဘူးဆိုရင်အဲ့ຢာတွေကနေပြီးတော့မှနားထောင်နေတာဆိုရင်လုံးဝအဆင်မပြေဘူးနော်ကိုပေးလိုက်တဲ့အခွင့်အလမ်းဟာလည်းပဲသူ့အုံနောက်ထဲကိုရောက်ရှိသွားမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုကသူ့ကိုခွင့်လန်းပေးတော့မယ်ဆိုလို့ရှိရင်ဒီနေ့ကိုပြောချင်တဲ့အကြောင်းအရာတွေကိုဥတီချက်ရှိလေးနဲ့ပြောပြီးတော့သူ့ကိုလည်းပဲကိုအတွက်အချိန်9မိနစ်လောက်ပေးဖို့ကြိုတင်ပြီးတောင်းဆိုထားရမှာဖြစ်ပါတယ်ဒါလေးလည်းပဲကြိုတင်ပြင်ဆင်ထားရမယ်ရှင်ဟုတ်ပြီပြီးပြီဆိုတာနဲ့နောက်ထပ်နံပါတ်3เนาะအဲ့ဒီအချက်ကဘာတွေပြင်ဆင်ရမလဲဆိုရင်တော့เนาะကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးကြိုတင်ပြင်ဆင်ထားရမယ်ဒီလူကိုငါဖုံးဆက်ချိန်လိုက်လို့သူကညင်းကောင်းညင်းနိုင်တယ်တေးကြတာကတော့999ရာခိုင်နှုန်းလောက်ကိုညင်းဖို့တေးကြတယ်နော်အဲ့ဒီခါမှာကိုကစိတ်နဲ့ကြားရမှာမဟုတ်ဘူးနော်အတွေ့အကြုံယူရမှာဖြစ်တယ်သူ့ကိုမိတ်ဆက်လိုက်တဲ့အချိန်မှာကိုပြောပြလိုက်တဲ့အချိန်မှာဟာ तू ကတော့မလုပ်ဘူးဆိုပြီးတော့မှစိတ်နဲ့ကြသွားမယ်ဟဲ့ဒီစီးပွားရေးကကိုလူအများကိုအခွင့်အလမ်းပေးတဲ့စီးပွားရေးဖြစ်တယ် तू မလို့ကျင်တာ तू ချုံးတာကိုချုံးတာမဟုတ်ဘူးကိုကပေးတဲ့သူ
နော်ဒါလေးကိုလည်းပဲကိုယ့်ရဲ့စိတ်ထဲမှာအရင်ဦးဆုံးကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်ဒီအချက်၃ချက်ကိုကြိုတင်ပြင်ဆင်ထားနိုင်မှအဲ့ဒီဖုန်းဆက်ချိန်တဲ့အလုပ်ကိုရာဂိုင်နှုန်းပြည့်ကောင်းမွန်စွာလုပ်နိုင်မှာဖြစ်ပါတယ်ချင်းဟုတ်ပြီဒါဆိုရင်နော်ဒီအချက်၃ချက်ပြင်ဆင်ထားပြီးပြီဆိုပါစို့ပြင်ဆင်ထားပြီးပြီဆိုတာနဲ့မသိနိုင်တို့တွေဖုန်းဆက်ချိန်တော့မယ်ပထမဆုံးဖုန်းဆက်ချိန်တဲ့နေရာမှာကိုမေးရမယ့်မေးခွန်းကသူ့ကိုဒီစီးပွားရေးစိတ်ဝင်စားလို့ Messenger မှာနော်စကားပြောထားတာဟိုင်းထားတာဟုတ်ပါသလားသိကြတယ်ကိုကဖုန်းဆက်ချိန်တော့မှာဖြစ်တဲ့အတွက်သူကဘာလို့လဲဆိုတာကိုကြိုတင်ပြီးသိထားရအောင်ပဲကိုဖုန်းဆက်ချိန်တဲ့သူကိုဘာမှမသိပဲနဲ့ရန်တန်ပန်တန်ကြီးဆက်သွားတယ်ဆိုလို့ရှိရင်ဘယ်သူမှလည်းဖုန်းကင်မှာမဟုတ်ဘူးဟုတ်တယ်နော်အရင်ဦးဆုံးဖုန်းဆက်မချိန်ခင်ကိုသူ့နဲ့ကိုနဲ့အရင်ဦးဆုံးစကားပြောထားရမယ်သူကနေပြီးတော့ဟောကိုလာဟိုင်းတာဆိုပါစို့ဥပမာကိုက Facebook မှာကြိုတင်ပြီးကြော်ညာထားတာဖြစ်တဲ့အတွက် Messenger မှာလာဟိုင်းတာ Comments မှာလာဟိုင်းတာဒီအလုပ်ကိုစိတ်ဝင်စားပါတယ်အလုပ်အကြောင်းရှင်းပြပေးပါလို့ပြောလာခဲ့တဲ့စာကလေးနော်ဒါလေးကိုမြင်လိုက်ပြီဆိုတာနဲ့စောစောတုန်းကသူ့ရဲ့အကြောင်းတွေကိုကိုလေ့လာမယ်ကြည့်မယ်သူကဘယ်လိုလူမျိုးလဲသူ့ရဲ့ Facebook မှာသူဘယ်လိုပုံစံမျိုးတွေတင်ထားတာလဲသို့မဟုတ်အပြင်ကလူကိုမိတ်ဆက်မယ်ဆိုရင်လဲထို့နီးတူစွာပဲသူကဘယ်လိုလူမျိုးလဲဘယ်လိုအရေးချင်းမျိုးရှိနိုင်တဲ့သူလဲစသဖြင့်ကိုကနော်စစ်ဆေးထားရမှာဖြစ်တယ်ကြီးချာရမှာဖြစ်တယ်လူအကဲခတ်ထားရမှာဖြစ်တယ်ချင်းเนาะဒီအကြောင်းအပိုင်းလေးကိုလည်းပဲကျွမ်းကျင်ရအောင်မယ်เนาะအဲ့ဒီပိုင်းလေးကိုကျွမ်းကျင်သွားပြီဆိုတာနဲ့မိတ်ဆွေကနေပြီးတော့မှဟောသူ့ကိုဖုန်းဆက်ချိန်လိုက်ပြီဆိုရင်အလုံးအကြောင်းစိတ်ဝင်စားလို့เนาะ comment မှာစာရေးထားတာဟုတ်ပါသလားဟိုင်းထားတာဟုတ်ပါသလားသိကြတဲ့သူကနေပြီးတော့ဟုတ်ပါတယ်လို့ဖြေလိုက်မယ်အဲ့လိုဖြေလာပြီဆိုတာနဲ့ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘသူဖြစ်ပါတယ်ကျမကတော့ဘသူဖြစ်ပါတယ်ကိုယ့်ရဲ့နာမည်ကိုအရင်မိတ်ဆက်ပေးပါနော်ကိုယ့်ရဲ့နာမည်ကိုအရင်မိတ်ဆက်မပေးဘူးဆိုလို့ရှိရင်ဖုန်းဆက်လာတာဘသူမှလည်းမသိဘူးနော်အဲ့ဒါကြောင့်မလို့သူတို့ကလည်းပဲဖုန်းချခြင်းချသွားလိုက်မယ်အဲ့တော့အလုံးကြောင်းရှင်းပြပေးဖို့အတွက်9မိနစ်လောက်အချိန်ပေးနိုင်မလားတခါတည်းသူ့ကိုတောင်းဆိုပါဘာလို့လဲအဲ့လိုမျိုးကြိုတင်ပြီးမတောင်းဆိုထားဘူးဆိုလို့ရှိရင်သူကနေပြီးတော့ကိုစကားပြောနေတဲ့တိုးလို့တန်းလန်းအချိန်ကြီးထဲမှာဟာဖုန်းလာလို့တထေးခေါ်လို့အလုံးမအားတော့လို့စသဖြင့်ဘာမှမပြောဘဲနဲ့ဖုန်းချသွားတာတွေဒါမျိုးတွေဖြစ်ခဲ့ရင်ကိုအလုံးလုံးရတာရလက်မရဖြစ်စေပါတယ်ဒါကြောင့်မလို့ဒီအပိုင်းလေးမှာဆိုရင်သူ့ကိုကဘာပြောရမလဲ9မိနစ်လောက်အားပါသလားနော်အလုံးအကြောင်းနားထောင်ပေးဖို့အတွက်နော်โอเคသူကနေပြီးတော့အားတယ်လို့ကိုပြောပြီဆိုတော့မှဟုတ်ကဲ့ပါကျွန်တော်ကတော့ဘလူးဖြစ်တယ်ကျမကတော့ဘလူးဖြစ်တယ်အဲ့တော့ success small စီးပွားရေးเนาะအလုပ်လောက်ကင်ဖို့အတွက်အခွင့်အလမ်းလာပြီးတော့မှပြောပြရှင်းပြပေးမှာဖြစ်ပါတယ်အကိုကဘယ်မှာနေတာလဲအမကဘယ်မှာနေတာလဲเนาะသူ့ကိုကနေပြီးတော့မှမေးတယ်ဒီအလုပ်ကိုဘာကြောင့်စိတ်ဝင်စားတာလဲသူ့ကိုပြန်မေးပါသူ့မှာအဖြေရှိပါတယ်เนาะအဲ့တော့ကိုကစီးပွားရေးလုပ်တဲ့သူကိုမိတ်ဆက်တယ်ဆိုတဲ့နေရာမှာကိုပြောချင်တာတွေကြီးပဲပြောရမှာမဟုတ်ဘူးသူ့ကိုမေးရမယ်ဘာကြောင့်စိတ်ဝင်စားတာလဲonline အလုပ်လို့ထင်လို့ဥပမာဒီအလုပ်ကပစ္စည်းတွေဈေးတွေရောင်းရတာထင်လို့ဒီအလုပ်ကသင်တန်းတွေပေးတယ်ထင်လို့ဒီအလုပ်ကကြတော့ဝင်များများရတယ်ထင်လို့စသဖြင့်သူတို့ထင်တဲ့အတိုင်းတွေသူတို့ပြောလာလိုက်မယ်နော်တချို့ကြတော့လည်းပဲဘာမှမဟုတ်ပါဘူးဒီလိုပဲမေးကြည့်တာပါမေးကြည့်တာပါလို့ဆိုတဲ့ထဲကသူ့မှာအများကြီးစိတ်ဝင်စားမှုမရှိဘူးနော်ဒါဆိုရင်ကိုကခတ်မှန်လို့ရသွားပြီဥပမာဒီစီးပွားရေးကိုဈေးရောင်းရတယ်ထင်လို့ဆိုလို့ရှိရင်အကယ်၍ဈေးရောင်းရတယ်ဆိုရင်ကြိုက်သလားလှုပ်ရှင်ပါသလားသူ့ကိုပြန်မေးမယ်သူကဈေးရောင်းရတယ်ထင်လို့မေးလာတယ်ဆိုတဲ့ဟိုကဒါသူ online ရောင်းချင်လို့အဲ့ဒီအပိုင်းမှာကိုယ်လောက်မှာဆိုလို့ရှိရင်ဘယ်လိုလူမျိုးကိုဘယ်လိုနေရာမျိုးမှာပဲထားပြီးတော့မိတ်ဆက်လို့ရတယ်ဆိုတာကိုသင်ယူထားတာဖြစ်တဲ့အတွက်ကိုသိနေပြီးသားပဲနော်ဒါကြောင့်မလို့သူ့ကိုဈေးရောင်းချင်တာကြိုက်တယ်ဆိုရင်โอเคသူ့ကိုအများကြီးပြောစရာမလိုတော့ဘူးဘယ်လိုမျိုးရောင်းချင်တာလဲအရင်နေမရှိဘဲနဲ့ဝင်ငွေရလက်နော်များရချင်လို့သင်တန်းကလည်းတက်စရာမလိုပဲနဲ့စသဖြင့်ဒီလိုမျိုးလေးတွေအကယ်၍ပစ္စည်းကိုကြိုက်နှစ်သက်လို့ဖုန်းဆက်လာတာပစ္စည်းကိုကြိုက်နှစ်သက်လို့ comment မှာစာရေးလာတာဆိုရင်လည်းပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးသူ့ကိုနော်အနှဲငယ်ပြောပြပြီးတော့ကြံတဲ့အချက်လက်တွေကိုသိချင်တယ်ဆိုရင်
ကိုသူ့ကိုလင့်ချပေးလိုက်ရုံပဲဥပမာ line link ရှိမယ်ကိုအလုပ်လုပ်နေတဲ့ Telegram link ရှိမယ် YouTube ရှိမယ် Facebook ရှိမယ် Messenger ရှိမယ်စသဖြင့်ကိုအလုပ်လုပ်နေတဲ့ link တွေသူ့ကိုချပေးလိုက်ရုံပဲတေချာတာတစ်ခုကတော့စီးပွားရေးလုပ်တဲ့နေရာမှာအလုပ်ကြောင်းရှင်းပြရင်9မိနစ်ထက်မပိုပါစေနဲ့ဘာကြောင့်လဲနားထောင်ရတဲ့သူကလည်းတပရိတ်သေးစီးပွားရေးအကြောင်းကိုနားမလဲသွားသလိုကိုလည်းပဲတဦးတယောက်အတွက်အချိန်တွေအများကြီးကုန်စရာမလိုပါဘူးဘာကြောင့်လဲသူတို့ကစီးပွားရေးလုပ်မယ်မလုပ်ဘူးအာမမခံနိုင်ဘူးကို့မှာနောက်ထပ်ဖုံးဆက်ရမယ့်သူတွေအများကြီးပဲရှိတယ်ဟုတ်တယ်မလားရှင်အဲ့တော့ဒီ9မိနစ်ဆိုတဲ့အချိန်လေးမှာကိုယ့်ဘက်ကလည်းစမတ်ကြကြလေးဖြစ်နေရမယ်နားထောင်တဲ့သူအတွက်လည်းပဲတန်ဖိုးရှိလေးဖြစ်သွားစေရမယ်ရှင်ဒီပိုင်းကဏ္ဍလေးကိုသဘောပေါက်နားလည်ထားတယ်ဆိုလို့ရှိရင်ဒီနေ့စီးပွားရေးမှာဖုန်းဆက်ချိန်တဲ့နေရာမှာကြောက်ရွံ့မှုတွေမရှိတော့ဘူးဖုန်းဆက်ချိန်ပြီးတော့ဘာပြောလို့ဘာပြောရမလဲမသိဘူးဆိုတဲ့အနေအထားမျိုးတွေမဖြစ်စေတော့ဘူးအများအားဖြင့်ကဒီအပိုင်းကိုမကြော်ဖြတ်နိုင်ကြတာဖြစ်တယ်နော်အဲ့တော့ဒီပိုင်းလေးမှာဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့သူတွေဖြစ်တဲ့အတွက်အားရှိစေမယ်เนาะပြီးလို့ရှိရင်လည်းပဲဒီလိုမျိုးပြောရတာလားဆိုပြီးတော့မှတစ်ချိန်တုန်းကကိုပန်းမရွရွနဲ့ဖုံးဆက်ခဲ့တယ်ဆိုရင်လည်းပဲဒီနေ့ဒီဗီဒီယိုဖိုင်လေးကနေပြီးတော့မှပြန်လဲပြုပြင်ပြောင်းလဲပြီးတော့မိတ်ဆက်ကြမယ်ချင်းကျမတို့ရဲ့စီးပွားရေးဟာနိုင်ငံတကာနဲ့ရှင်ပြီးတော့လူအများเนาะအောင်မြင်နေတဲ့စီးပွားရေးတစ်ခုဖြစ်တယ်စီးပွားရေးအကြီးကြီးတစ်ခုဖြစ်တယ်နော်သူများကိုတန်ဖိုးမရှိတဲ့အနေအထားမျိုးတွေနဲ့မိတ်ပြီးတော့မှသွားပြီးတော့မှမိတ်မဆက်မိပါစေနဲ့ရှင်နော်မှန်မှန်ကန်ကန်နီးစနစ်မှန်မှန်ကန်ကန်လေးမိတ်ဆက်မယ်နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးဖုန်းဆက်ချင်းပြီဆိုတာနဲ့တစ်ဖက်ကလူရဲ့အနေအထားကိုကအကဲခတ်မယ်သူကနေပြီးတော့မှဒီအကြောင်းကိုသဘောပေါက်နားလည်ဖို့အတွက်သေးစိတ်သိချင်တယ်ဆိုရင်သူ့ကိုစောစောကပြောသလိုပေါ့ကိုအလုံးလုံးနေတဲ့ link group တွေเนาะချပေးပြီးတော့မှသူ့ကိုရှိတ်ပေးရမယ်ပြီးပြီဆိုတာနဲ့သူ့ကိုပြောပြပေးမယ်ဘယ်အချိန်တွေရှိတယ်အပြင်မှာလာတွေ့နိုင်တယ်ဆိုရင်လည်းပဲဥပမာယုံမှာဆိုလို့ရှိရင်ကိုကလက်ရှိဘယ်ယုံဘယ်နေရာမှာရှိတယ်အချိန်ဘယ်အချိန်တွေအားတယ်အများအပြား success more စီးပွားရေးလုပ်နေတဲ့သူတွေအားဆိုလို့ရှိရင်နေ့တိုင်းအားကြတယ်အချိန်တိုင်းအားကြတယ်အဲ့တော့သူ့ကိုဘယ်အချိန်အားနိုင်လောက်တယ်လဲလာခဲ့ကိုသူ့အတွက်အချိန်ပေးပြီးတော့မှအစင်သင်းစောင့်နေပေးမယ်နော်စသဖြင့်ဒီလိုမျိုးလေးကိုကပြောပြပေးထားရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့စီးပွားရေးလုပ်နေတဲ့သူတွေတချို့သောသူတွေဆိုရင်လည်းပဲနေစားအလုံးလုံးနေရင်လည်းဒီစီးပွားရေးလုပ်နေတယ်ဆိုရင်ကိုပဲရက်အားလဲတေးကြလိုက်တော့ကိုအားတဲ့ရက်တွေကိုပြောလို့ရတယ်အကယ်၍ကိုအားတဲ့ရက်ကိုမပြောနိုင်ဘူးမပြောခြင်းဘူးเนาะသူတို့နားတဲ့ရက်နဲ့မတိုက်မှကြောက်တယ်ဆိုလို့ရှိရင်အရင်ဦးဆုံးအခုဒီနေ့ online မှာလုပ်နေတဲ့နေရာတွေကိုအရင်ဆုံးသူ့ကိုမြန်မြန်ဆန်ဆန်စီးပွားရေးအခွင့်အလမ်းကိုတီးခွင့်ရဖို့ချိတ်ဆက်ပေးထားလို့ရတယ်ဒီအပိုင်းခန္ဓာလေးအဲ့တော့ဖုံးဆက်ချိန်တဲ့နေရာမှာကိုတိထားရမယ့်အဓိက key เนาะအဓိက main ကဘာလဲဆိုရင်စောစောတုန်းက3ချက်အရင်ဦးဆုံးကိုပြင်ဆင်ထားရမယ်ပြင်ဆင်ထားပြီးပြီဆိုတာနဲ့အဲ့ဒီလိုပြင်ဆင်ထားတဲ့အချိန်မှာသူ့ကိုဖုံးဆက်ရမယ်ဖုံးဆက်တဲ့သူတိုင်းကိုဘယ်နှကြိမ်ဆက်ပြီးပြီလဲမှတ်ထားမယ်တကယ်လို့ဒီတစ်ချိန်မှာ तू ဖုံးဆက်လို့အကယ်၍ तू မလုပ်ဘူးမအားဘူးဆိုရင်လည်းပဲနောက်ထပ်တစ်ပတ်เนาะသို့မဟုတ်နောက်တစ်လသူ့ကိုပြန်ဆက်လို့ရတယ်ဘာလို့လဲသူ့ဖုန်းနံပါတ်တွေကိုကမှတ်ထားပြီးသားဖြစ်တယ်ဟုတ်တယ်နော်တချို့ကကြတော့တစ်ခါဆက်ပြီးရင်အဲ့ဒီဖုန်းနံပါတ်ကိုပြန်ပြီးမဆက်သွယ်တော့ဘူးနော်အဲ့ဒါကိုပြောနေတဲ့အချိန်မှာ तू မအားလို့ပဲဖြစ်ဖြစ်ကိုပြောနေတဲ့အချိန်မှာ तू နားမလည်လို့ပဲဖြစ်ဖြစ်ကိုပြောနေတဲ့အချိန်မှာ तू စိတ်မဝင်စားသေးလို့ပဲဖြစ်ဖြစ်နော်ဒီလိုမျိုးလေးတွေဟာအများကြီးရှိခဲ့နိုင်ပါတယ်ဒါကြောင့်မလို့အဲ့ဒီကိုယ့်စီမှာဖုန်းနံပါတ်ရှိနေတဲ့သူတစ်ခါနှစ်ခါသုံးခါလေးခါမိတ်ဆက်ပြီးနော်ဖုန်းဆက်ပြီးပြောပြတဲ့အခါမှာသူ့အနေနဲ့လည်းပဲဟေးဒီလူဟာဝရိယကောင်းလိုက်တာဇွဲချိလိုက်တာနော်အဲ့လိုမျိုးလေးကိုယ့်ရဲ့ဇွဲလုံးလောက်ဝရိယစမတ်ကြလိုက်တာအလုံးလောက်တာသေတတ်လိုက်တာနော်သူပြီးခဲ့တဲ့တစ်ခေါက်ကလည်းငါ့ကိုဒီအချိန်ဒီရက်နော်ဒီလိုမျိုးဖုန်းဆက်တယ်အခုဒီတစ်ခေါက်လည်းဒီအချိန်ဒီရက်ဖုန်းဆက်တယ်အဲ့တော့သူ့လောက်ကတော့စိတ်ဝင်စားစရာကောင်းပြီငါသွားပြီးလေးလာကြည့်မယ်ဆိုတော့ဆုံးဖြတ်ချက်မျိုးလေးဖြစ်သွားစေပါတယ်အဲ့တော့
ဒီနေ့စီးပွားရေးလုပ်နေတဲ့သူတွေအကုန်လုံးဒီအပိုင်းခန္ဓာလေးကိုသဘောပေါက်နားလည်သွားပြီလို့ယုံကြည်ပါတယ်အဲ့လိုမျိုးသဘောပေါက်နားလည်သွားပြီဆိုရင်တော့မိတ်ဆွေတို့ကူညီချင်တဲ့သူတွေအများကြီးမိတ်ဆွေတို့အတွက်နော်စီးပွားရေးပါတနာရှင်တွေအားလုံးတငယ်ချင်းတွေအများကြီးနဲ့ lifestyle လို့ခေါ်တဲ့ကိုယ်ပိုင် design ကိုယ်ပိုင် style လေးနဲ့စီးပွားရေးတွေလောက်ကင်နိုင်ဖို့အတွက်လူအများကိုလည်းပဲပြန်လဲလက်ဆင့်ကမ်းနိုင်ပါပြီရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်